ကျွန်တော်တစ်ပြောင်းလာတဲ့အိမ်မှာတခြားမျိုးသမီးတယောက်ရှိနေတယ်လို့မျိုးမကြသေးခင်ကပဲမတော်တဆတိလိုက်ရပါတယ်ရေခဲတစ်တာတဲ့ကဘီယာတပူးကိုထုတ်လိုက်တဲ့အချိန်မှာပဲထူးဆန်းတဲ့အမျိုးသမီးတယောက်ကကျွန်တော်ရှေ့မှာရုတ်တရက်ပေါ်လာပါတယ်သူမကကျွန်တော်ကိုအိမ်ထဲခိုးဝင်လာတဲ့အင်ချီယာမဲတယောက်လို့ထင်ပြီးဒီမှာခိုးစရာဘာမှမရှိဘူးပိုက်ဆံလည်းမရှိဘူးလို့ပြောပါတယ်ကျွန်တော်ကလည်းကျွန်တော်ဘာမှခိုးဖို့လာတာမဟုတ်ဘူးကျွန်တော်ကဒီမှာနေတာလို့ပြန်ပြောလိုက်ရတာပေါ့သူမကတော့ရှင်ဒီမှာနေလို့မရဘူးဘာလို့လဲဆိုတော့ကျွန်မကဒီမှာနေတာလို့ဆိုပြန်ပါတယ်သူမရဲ့စကားတွေကကျွန်တော်ကိုလုံးဝကိုဇဝေးစွာဖြစ်သွားစေပါတယ်ဒီတိုက်ခန်းကိုကျွန်တော်အခုမှငားထားတာလေဘလို့လို့တခြားတယောက်ပိုင်တာဖြစ်နိုင်မှာလဲအန်နာကတော့သူမဒီမှာနေတာ9နှစ်ရှိပြီဖြစ်ပြီးအိမ်ထဲကပစ္စည်းပြင်ဆင်အားလုံးကသူမကိုယ်တိုင်စီစဉ်ထားတာလို့ပြောပါတယ်သူမကကျွန်တော်ဖိတ်ထားတဲ့ဘီယာတွေကိုကြည့်ပြီးရှင်ဘသူပဲဖြစ်ဖြစ်ဂယူးမဆိုင်ဘူးဒါတွေကိုအကုန်ပြန်တုပ်လိုက်ကျွန်မရေပုံးသွားယူလိုက်ဦးမယ်လို့ခိုင်းပါတော့တယ်ကျွန်တော်ရှင်းပြဖို့အတွက်သူမနောက်ကနေမိဖို့ချောင်းထဲကိုလိုက်သွားတဲ့အခါမှာတော့တအိမ်လုံးမှာကျွန်တော်တယောက်တည်းပဲရှိနေတာကိုတွေ့လိုက်ရလို့ထိတ်လန့်သွားပါတယ်အိမ်နန့်ကိုရှာဖွေပေမဲ့အန်နာရဲ့ရိပ်ရောင်တော့မတွေ့ရတော့ပါဘူးဒါဟာဘီယာတောက်ထားလို့မြင်ရတဲ့အာယုံမတစ်ခုပဲလို့ကျွန်တော်တွေးလိုက်ပါတယ်ဒါပေမဲ့စိတ်ချရအောင်တကားမှာတော့အပိုးတစ်ခုထပ်တက်လိုက်ပြီးဒီကိစ္စကိုမေ့ပစ်ဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ရှင်ပြင်းထွက်သွားလို့ကျွန်မပြောထားတယ်လေဆိုတဲ့အန်နာရဲ့အတန်ကထပ်ပေါ်လာပြန်ပါတယ်ကျွန်တော်လည်းကြောက်ကြောက်လန့်လန့်နဲ့သူငယ်ချင်းအလန်စီသွားပြီးအကျိုးအကြောင်းပြောပြလိုက်ပါတယ်အလန်ကတော့ဒါဟာတေဆုံးသွားတဲ့ဇနီးတီပေါ်ဆွဲလန်းလုံးလို့မြင်ရတဲ့အာယုံကြောက်ချမှုပဲလို့ယုံကြည်နေပါတယ်အလန်ရဲ့နှစ်သိမ့်မှုကြောင့်စိတ်နီးနဲ့အေးသွားပေမဲ့ကျွန်တော်ကတော့စိတ်ပြေလက်ပြောက်ပြီးရပဲဆက်တောက်နေမိပါတယ်ညဘက်ရေချိုးပြီးမန်ကိုတုတ်လိုက်တဲ့အချိန်မှာတော့အန်နာပေါ်မလာတာကြောင့်ကျွန်တော်အိပ်ရာထဲဝင်လိုက်ပါတယ်ကျွန်တော်အိပ်ပျော်ခါနီးချိန်မှာပဲအန်နာကထပ်ပေါ်လာပြီးညရဲ့တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်ပြန်ပါတယ်ရှင်ဒီထဲကိုဘလို့ခဏဝင်လာနေတာလဲလို့သူမကမေးတဲ့အခါကျွန်တော်ကလည်းဒီထဲမှာရှိနေတာနေမှာလို့ပြန်ပြောလိုက်ပါတယ်ကျွန်တော်ကသူမရဲ့အိပ်ရာပေါ်မှာအိပ်နေတာကိုကြည့်ပြီးတကယ်ပဲစိတ်ပြက်နေပုံရပါတယ်သူမဟာဒီအိမ်ရဲ့ပိုင်ရှင်စစ်ဖြစ်ကြောင်းတက်တည်ပြဖို့အမျိုးမျိုးစူးစမ်းပါတယ်ခေါင်းပေါ်ကဝိုင်းခွက်ကသူမမတော်တဆလှုပ်ထားတာဖြစ်ပြီးအိပ်ရာကင်းကလည်းသူမကိုယ်တိုင်ဝယ်ထားတာဖြစ်ကြောင်းလက်ခံဖြတ်ပိုင်းကအဆွဲထဲမှာရှိကြောင်းပြောပါတယ်ဒါပေမဲ့သူမလက်ကြည့်လိုက်တဲ့အခါစားပွဲတင်ခုံပေါ်ကသူမရဲ့ဓာတ်ပုံပျောက်ဆုံးနေတာကိုတွေ့သွားပြီးဒေါသထွက်သွားပါတယ်အန်နာကရဲကိုဖုံးဆက်ဖို့စူးစမ်းပေမဲ့ဖုံးသားချက်ကိုသူမမကင်နိုင်တာကိုတွေ့လိုက်ရတဲ့အခါမှာတော့နှစ်ယောက်လုံးတုန်လှုပ်သွားပါတယ်သူမဟာအသေးအတန်ထက်စူးစမ်းပေမဲ့မအောင်မြင်တဲ့အတွက်စိုးရိမ်စိတ်တွေပိုများလာပါတယ်သူမကမိဖို့ချောင်းထဲကတခြားဖုံးတစ်လုံးသွားယူမယ်လို့ပြောပေမဲ့လိုက်အောင်အောက်မှာတင်ရုတ်တရက်ပျောက်ကွယ်သွားပါတော့တယ်